မချုံကူကောခါမိုလျောခါရှမ်းမြန်မာဝဟာရတွေကိုညဝပေးသွားပါမယ်ရှင်တံမြာသည်ဆိုရင်မဖာတံမြာသည်မဖာတံမြာသည်မဖာ grapefruit ဒီဆိုရင်မဝို grapefruit ဒီမဝို grapefruit ဒီမဝိုမကြီးသည်ဆိုရင်မကန်းမကြီးသည်မကန်းမကြီးသည်မကန်းค่ะတကြားသည်ဆိုရင်မကေဝမ်တကြားသည်မကေဝမ်တကြားသည်မကေဝမ်နကမောက်သည်ဆိုရင်မကွန်ကဲလနကမောက်သည်ဆိုရင်မကွန်ကဲလနကမောက်သည်ဆိုရင်မကွန်ကဲလထောပတ်သည်ဆိုရင်မခိုင်နွေထောပတ်သည်ဆိုရင်မခိုင်နွေထောပတ်သည်မခိုင်နွေစွန်ဘလွန်သည်ဆိုရင်မဆန်စွန်ဘလွန်သည်မဆန်စွန်ဘလွန်သည်မဆန်ကောလခါသည်ဆိုရင်မကောလခမကောလခဒုမဟုတ်မအီကုတ်မအီကုတ်ဒုမဟုတ်မခေခေနောက်တစ်မျိုးရှိတယ်မဂျူကာဒုမဟုတ်မနွိုင်းကလာဟာနော်ဒီထဲမှာတင်းနေတုံးလေး၅မျိုးတောင်မှပြောတယ်နော်ဒါပေမဲ့နောင်တို့ဘက်မှာကျတော့မကောလခလို့ပဲသုံးကြများတာပေါ့နော်ဟုတ်ကဲ့ပါရှင်ပြန်ပြောပြမယ်နော်ကောလခပြီးဆိုရင်မကောလခဒုမဟုတ်မအီကုတ်ဒုမဟုတ်မဂျူကာဒုမဟုတ်မခေခေဂျာမမဟုတ်ရင်မနွိုင်းကလာค่ะနနတ်တီကိုမကင်းနနတ်တီမကင်းနနတ်တီမကင်းဒုမဟုတ်မနာတ်မနာတ်မနာတ်လို့လည်းခေါ်တယ်ပေါ့နော်နောက်တစ်မျိုးရှိသေးတယ်မခါလာတ်မခါလာတ်မခါလာတ်နနတ်တီကိုမကင်းမကင်းမကင်းဒုမဟုတ်မနာတ်မနာတ်မနာတ်ဒုမဟုတ်မခါလာတ်မခါလာတ်မခါလာတ်ค่ะနောက်နောက်ဘက်မှာကြတော့မခါလာတ်လို့ပဲပြောကြတယ်ပေါ့နော်ဒူရင်ဒီကိုမတူလောင်ค่ะဒူရင်ဒီကိုမတူလောင်ဒူရင်ဒီမတူလောင်အခါငင်းကြုံတဲ့ခါမစုံကိုค่ะ